credit ဆိုတာဘာလဲဘာကြောင့်အရေးကြီးတာလဲ credit ဆိုဒီမှာပြန်ပေးမည်ဟုနားလည်မှုဖြင့်ချင်းငွေရယူနိုင်ခြင်းဖြစ်ပါတယ်ဥပမာ credit card တစ်ခုရရှိခြင်းဖြစ်ပါတယ် credit card တစ်ခုကိုအသုံးပြုပြီးတော့ coffee တစ်ခွက်သို့မဟုတ်ကုန်စုံပစ္စည်းများကိုဝယ်ယူခြင်းမျိုးဖြစ်ပါတယ်အသုံးပြုပြီးတိုင်းအကျေဆက်ခြင်းဒါမှမဟုတ်အရေးချစနစ်ဖြင့်ပြန်လည်ပေးချေရပါမယ်တင်းရဲ့ငွေကြေးကင်တွယ်ပုံကတင်းရဲ့ credit ရမှတ်မှာပေါ်လွင်စေပါတယ်ငွေပေးချေမှုကိုအချိန်မီလှုပ်ဆောင်ပါကတင်းဤကောင်းသော credit ရမှတ်များကိုရရှိမည်ဖြစ်ပါတယ်သို့တော့ငွေကြေးပေးချေမှုများကိုအချိန်မီမလှုပ်ဆောင်ပါကတင်းတွင်ဆိုရတော့အကျွေးရမှတ်များရရှိမည်ဖြစ်ပြီးအနာဂတ်တွင်ငွေချေးရန်ပုံမှုခက်ခဲစေပါမယ်တင်းအကျွေးမှတ်တမ်းဤတင်းကိုသတင်းနဲ့တူတဲ့ကားဝင်ရန်ကနဦးစီရန်ငွေသို့မဟုတ်အိမ်ဝင်ရန်လိုအပ်သောချင်းငွေများအတွက်ကောင်းသောအကျွေးမှတ်တမ်းများကိုတင်လိုခြင်းပါမယ်တင်း credit ရမှတ်ကိုနှစ်စဉ်စစ်ဆေးပါတင်းနဲ့ credit ရမှတ်မကောင်းပါကစိတ်မပူပါနဲ့တရားတစ်လမ်းညွှန်များဖြင့်တင်း credit ကိုတိစောက်ခြင်းနဲ့ပြုပြင်ခြင်းများပြုလုပ်နိုင်ပါတယ် www.4winguides.org တို့ဝင်ရောက်ကြည့်ရှုပါ